Hello မင်္ဂလာပါအားလုံးကို IPE lessons by Tammy Kwane အားလုံးကျေးဇူးလိုက်ပါတယ် IPE ဆိုတာကတော့အတန်ဗေဒဆိုင်ရာအခရာလေးတွေကို IPE လို့ခေါ်ဖြစ်ပါတယ်ကျွန်တော်တို့ IPE မလေ့လာခင်မှာ IPE ဘာလို့လေ့လာရလဲဆိုတာကျွန်တော်အရင်ပြောပြပေးသွားပါမယ် IPE ကိုလေ့လာရတာကတော့ improve pronunciation အတန်အတွက်တွေကိုပုံမကောင်းမအောင် understand dictionaries English dictionaries တွေကိုပို့ပြီးတော့နားလည်လွယ်အောင်တတိယအနေနဲ့ကတော့ learn languages faster ကျွန်တော်တို့ဘာသာစကားတွေကိုပို့ပြီးတော့မြန်မြန်သိယူနိုင်အောင်ဖြစ်ပါတယ်အဓိကကြားတဲ့နှစ်ချက်ကတော့အပေါ်ကနှစ်ချက်ပဲဖြစ်ပါတယ်ဗျာ IPE ရဲ့အရှိအကောက်ကတော့ International Phonetic Alphabets နိုင်ငံတကာအတန်ဗေဒဆိုင်ရာအခရာလေးတွေကို IPE လို့ခေါ်ဖြစ်ပါတယ်ကျွန်တော်တို့ IPE ကို consonants နဲ့ vowels ဆိုပြီးတော့နှမျိုးခွဲထားပါတယ် consonant ဆိုတာကြတော့ကခလဝယမအဲ့လိုမျိုး B တန်တွေကို consonants လို့ခေါ်ဖြစ်ပါတယ် vowels ဆိုတာကြတော့အဆိုတဲ့သရတန်တွေကို vowels လို့ခေါ်ဖြစ်ပါတယ်ကျွန်တော်တို့အင်္ဂလိပ်စာ consonants မှာ24လုံးရှိပြီးတော့ vowels မှာကစုစုပေါင်းအလုံး20ရှိပါတယ် consonants ကိုမှ voice နဲ့ and voice ဆိုပြီးတော့အုပ်စုနှစ်ခုခွဲလိုက်ပါတယ် voice ဆိုတာကတော့ကျွန်တော်တို့လေချောင်းကိုဆန်လိုက်တဲ့အခါလေချောင်းတုံတာဖြစ်ပြီးတော့ and voice ဆိုတာကြတော့ကျွန်တော်တို့လေချောင်းမတုံတာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်ခဆိုတဲ့အတန်ဆိုရင်လေချောင်းကိုဆန်လိုက်ရင်လေချောင်းမတုံပါဘူးခဆိုတဲ့အတန်ကကြတော့လေချောင်းကိုဆန်လိုက်ရင်လေချောင်းတုံပါတယ် vowels မှာလည်းကျွန်တော်တို့ monophthongs နဲ့ diphthongs ဆိုပြီးတော့နှမျိုးခွဲထားပါတယ် monophthong ဆိုတာကြတော့အတန်တစ်တန်နဲ့ပါတဲ့အတန်တွေကို monophthongs လို့ခေါ်ဖြစ်ပြီးတော့ diphthong ဆိုတာကြတော့အတန်နှစ်တန်ပါတဲ့အတန်တွေကို diphthongs လို့ခေါ်ဖြစ်ပါတယ်ကျွန်တော်ကဒီဗီဒီယိုထဲမှာတော့ consonants 24လုံးအကြောင်းပဲပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ IPE ကိုလေ့လာရင်ဒီရဲ့ဇာတ်လေးကို Google မှာရှာပြီးတော့ download ဆွဲထားရင်ပိုကောင်းပါတယ်ကျွန်တော်ကconsonants 24လုံးရှိတဲ့အထက်မှာသူရဲ့16လုံးကအသွဲလေးရှိတဲ့အတွက်ကျွန်တော်က16လုံးလေးကိုအရင်ပြောပြပေးသွားပါမယ်16လုံးကို voice နဲ့ and voice နဲ့ voice ဆိုပြီးတော့နှမျိုးခွဲထားပါတယ်ပထမဆုံးအလုံးကတော့ဖတ်လို့အတန်ထွက်ပါတယ်ကျွန်တော်တို့ဒီရဲ့ IPA ကိုရေးရင်ဒီရဲ့ slash လေးကို slash လေးမှာထည့်ပြီးရေးပါတယ်အဲ့လိုမျိုးထည့်ပြီးမရေးရင်တာမန်စလုံးပဲဖြစ်သွားပါတယ်သူ့ကိုဥပမာပေးထားတာကတော့ pencil ရဲ့ pineapple ရဲ့ဖြစ်ပါတယ်ဒီရဲ့စလုံးနေရာမှာဖပြီပါတဲ့နေရာတွေမှာဒီရဲ့ဖတန်လေးကိုထပ်ပါတယ်နော်သူ့ရဲ့အသွဲလေးကတော့ဘတ်ဖြစ်ပါတယ်ဘတ်ကိုထည့်ဘာကိုအတန်ထွက်ရင်ကြတော့လေချောင်းတုံပြီးတော့ဘတ်ကိုအတန်ထွက်ရင်လေချောင်းမတုံပါဘူးအဲ့လိုလေးလှုပ်ထားပြီးရပေါ့နော်သူ့ကိုဥပမာပေးထားတာကတော့ book ရဲ့ bubble ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့ tar လို့အတန်ထွက်ပါတယ်သူ့ကိုကြတော့ t ကိုမှ slash လေးထဲမှာထည့်ရေးပါတယ်သူ့ကိုဥပမာပေးထားတာကတော့ t ရဲ့ train ရဲ့ဖြစ်ပါတယ်သူ့ရဲ့အသွဲလေးကတော့ dad ဖြစ်ပါတယ်ဥပမာလေးကတော့ dog ရဲ့ delicious ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့ cat လို့အတန်ထွက်ပါတယ်သူ့ဥပမာပေးထားတာကတော့ he ရဲ့ kitten ရဲ့ဖြစ်ပါတယ်သူ့ရဲ့အသွဲလေးကတော့ cat ဖြစ်ပါတယ်သူ့ရဲ့ဥပမာလေးကတော့ good ရဲ့ goat ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့ fat လို့အတန်ထွက်ပါတယ် for သူ့ကိုဥပမာပေးထားတာကတော့ for ရဲ့ flower ရဲ့ဖြစ်ပါတယ်ကျွန်တော်ဒီရဲ့စလုံးလေးကိုအတန်ထွက်ရင် flower လို့ပဲအတန်ထွက်ပါတယ်နော် floor လို့အတန်မထွက်ပါဘူး FLOWER flower ပန်းနဲ့အတန်ထွက်တူတူပါပဲသူ့ရဲ့အသွဲလေးကတော့ fur ဖြစ်ပါတယ်သူ့ကိုဥပမာပေးထားတာလေးကတော့ voice ရဲ့ vital ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့ s လို့အတန်ထွက်ပါတယ်ကျွန်တော်တို့မွေအတန်ထွက်တာနဲ့တူတူပဲပေါ့နော်ဥပမာပေးထားတာလေးကတော့ c ရဲ့ symbol ရဲ့ဖြစ်ပါတယ်သူ့ရဲ့အသွဲလေးကတော့ z ဖြစ်ပါတယ်ကျွန်တော်တို့ပြပတုံးနေអော်တဲ့အတန်ပေါ့နဲ့တူတူပဲပေါ့နော်သူ့ကိုဥပမာပေးထားတာကတော့ zoo ရဲ့ zebra ရဲ့ဖြစ်ပါတယ်ဒီရဲ့အသွဲလေးတွေကတော့တာမန်အင်္ဂလိပ်စလုံးတွေကနေယူထားတဲ့အတန်လေးတွေပဲပေါ့နော်နောက်ထပ်စလုံးတွေကတော့နည်းနည်းထူးခြားပါတယ်ပထမဆုံးတစ်လုံးကတော့ cha လို့အတန်ထွက်ပါတယ်သူ့ကိုရေးရင်ကြတော့ t ရဲ့ဒီရဲ့အကောက်လေးရဲ့ရေးပါတယ်ဒီရဲ့အတန်ကိုကြတော့ ch ပါတဲ့စလုံးတွေထဲမှာဒီရဲ့အတန်လေးကိုတွေ့ရပါတယ်ဥပမာပေးထားတာကတော့ child ရဲ့ cheese ရဲ့ဖြစ်ပါတယ်သူ့ရဲ့အသွဲလေးကတော့ ja ဖြစ်ပါတယ်ဒီရဲ့ဟာကိုရေးရင် d ရဲ့3ကိုမှဒီလိုပုံစံနဲ့ရေးပြီးတော့ဒီရဲ့တစ်ဝက်လောက်နားနေစရေးပါတယ်သူ့ကိုကြတော့ ja လို့အတန်ထွက်ပါတယ်သူ့ကိုဥပမာပေးထားတာကတော့ jungle ရဲ့ jack ရဲ့ဖြစ်ပါတယ်သူ့ကိုကြတော့ g နဲ့စတဲ့စလုံးတွေမှာဒီရဲ့အတန်လေးကိုတွေ့ရပါတယ်နောက်တစ်လုံးကတော့ sha လို့အတန်ထွက်ပါတယ်ဒီရဲ့ဟာကိုရေးတာကြတော့ဒီရဲ့အပေါ်က t လေးကိုဖြုတ်လိုက်ရမယ်ပေါ့နော်သူ့ရဲ့အတန်တက်ကိုကြတော့
sh နဲ့ sh ပါတဲ့အတန်လေးတွေမှာဒီရဲ့အတန်လေးကိုတွေ့ရပါတယ်သူကိုဥပမာပေးထားတာကတော့ chew ရဲ့ shake ရဲ့ဖြစ်ပါတယ်သူရဲ့အသွယ်လေးကတော့ ya ဖြစ်ပါတယ် ya လို့ထွက်ပါတယ်ဒီကနေ့နည်းနည်းကွဲနော် ya ကြောင့်အတန်လေချောင်းတုံပြီးတော့ ya ကြောင့်လေချောင်းမတုံပေါ့နော်အဲ့ဒါလေးသတိပြုစေချင်ပါတယ်သူ့ကိုရင်းကြတော့ဒီရဲ့ d လေးကိုဖြုတ်လိုက်အောင်ပဲပေါ့နော်ဒီဘယ်ဘက်ကတခုလို့ပဲ d လေးကိုဖြုတ်ပြီးတော့ 3 လေးကိုပဲအောက်တန်းလေးမှာအောက်လေးနည်းနည်းတိုးပြီးတော့ရေးပါတယ်သူ့ကိုဥပမာပေးထားတာကတော့ vision ရဲ့ casual ရဲ့ဖြစ်ပါတယ်နောက်ဆုံးတစ်လုံးလေးကတော့ that လို့အတန်ထွက်ပါတယ်သူကိုပြင်ချာတွေကတည်တာနဲ့တူတူပဲပေါ့နော်သူရင်အဝိုက်လေးရေးပြီးလို့လေးအဲ့လိုအချောင်းလေးထည့်လိုက်အောင်ပဲပေါ့နော်သူ့ဥမာပေးထားတာလေးကတော့ think ရဲ့ birthday ရဲ့ဖြစ်ပါတယ်သူ့ရဲ့အသွယ်လေးကတော့ the ဖြစ်ပါတယ်သူ့ကိုရင်ကြတော့ခါခွေလေးကိုမှအချောင်းလေးထည့်လိုက်ရင်သူ့ကိုရေးလို့ရပါတယ်သူ့ဥမာပေးထားတာကတော့ this ရဲ့ those ရဲ့ဖြစ်ပါတယ်ဒီရဲ့ the ကြောင့်လေချောင်းမတုံပါဘူးဒီရဲ့ the ကြောင့်လေချောင်းတုံပါတယ်သူဒီနှစ်ခုလုံးအတန်ထွက်ရှာကိုကိုက်ပြီးမှအတန်ထွက်ရပါတယ်နော်ဒါကတော့16 consonants ပဲဖြစ်ပါတယ်သူအသွယ်လေးခွဲပေးတာဖြစ်ပါတယ်အစအနေပြန်ပြောရင် p b t t k g f f s j j sh j thလို့ဖြစ်ပါတယ်နောက်ထပ်ကျန်နေတဲ့8 consonants တွေကိုထပ်ပြီးတော့ပြောပြပေးတော့ပါမယ်ပထမဆုံးတစ်လုံးကတော့ h ဖြစ်ပါတယ်သူကတော့ h ကနေပဲယူထားပါတော့သူရဲ့ဥပမာလေးကတော့ house ရဲ့ horse ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့ man ဖြစ်ပါတယ်သူ့ကိုလည်း m ကနေပဲယူထားပါဥပမာလေးကတော့ man ရဲ့ mango ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးက n ကနေပဲယူထားပါတော့သူရဲ့အတန်တွေကတော့ဖြစ်ပါတယ်နှာခေါင်းတန်လေးပေါ့နော်အဲ့လိုမျိုးသူ့ဥပမာပေးထားတာကတော့ name ရဲ့ noun ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့နည်းနည်းထူးခြားပါတယ်သူ့က n ကိုမှဆက်ဆွဲပြီးတော့အကောက်လေးထည့်ထားပြရဖြစ်ပါတယ်သူ့ကိုကမြန်မာစလုံးမှာဆိုရင်ငါပါတဲ့စလုံးငါပါတယ်ငါအတန်ပေါ့နော်မြန်မာမှာဆိုရင်ငါအတန်အင်္ဂလိပ်စလုံးမှာကျတော့လို့ပဲတတ်ပါတယ်ဒီစလုံးကိုကျတော့ ing ပါတဲ့ ng ပါတဲ့စလုံးလေးမှာဒီရဲ့အတန်လေးကိုတွေ့ရပါတော့ဥပမာပေးထားတာကတော့ thing ဆိုရင် thing ဆိုရင်နောက်ဆုံးမှာငါတန်လေးပါရပါတော့ ring ဆိုရင်နောက်ဆုံးမှာ ring နောက်ဆုံးမှာငါတန်လေးနဲ့ဆုံးပေးပါတယ်playing ဆိုရင် playing ဆိုရင်နောက်ဆုံးမှာငါအတန်လေးနဲ့ဆုံးပေး playing ဆိုပြီးတော့ g အတန်နဲ့မဆုံးဘူးเนาะဒီမှာလဲ ring ဆိုပြီးတော့ g အတန်မဆုံးပါဘူးဒီရဲ့ငါအတန်လေးနဲ့ဆုံးပေးပါတယ်နောက်တစ်လုံးကတော့ l ကနေပဲယူထားပါအတန်တွေကတော့ ဖြစ်ပါတယ်လာတန်ပေါ့သူ့ဥပမာပေးထားတာကတော့ leg ရဲ့ life ရဲ့ဖြစ်ပါတယ်နောက်တစ်လုံးကတော့ w ကနေပဲယူထားပါเนาะသူရဲ့အတန်တွေလေးကတော့ well ရဲ့ သူ့ရဲ့အတန်တွေလေးကတော့ well ဖြစ်ပါတယ်သူ့ကိုဥပမာပေးထားတာကတော့ well ရဲ့ window ရဲ့ဖြစ်ပါတယ်ဗျနောက်တစ်လုံးကတော့နည်းနည်းထူးခြားပါတယ်သူ့ကို j လို့ရေးပြီးမယ်သူ့ကို j လို့အတန်မထွက်ပါဘူး j အတန်ကခုန16 consonants ထဲမှာပါသွားပြီလေသူ့ကိုက j လို့ရေးပြီးမယ်သူ့အတန်ရအတန်ဖြစ်ပါတယ်ရသူ့ကို y ပါတဲ့စလုံးတွေမှာဒီအတန်လေးကိုတွေ့ရပါတော့သူ့ကိုဥပမာပေးထားတာကတော့ yes ရဲ့ yellow ရဲ့ဖြစ်ပါတယ် j လို့ရေးပြီးမယ်ရလို့မထွက်j လို့ရေးပြီးမယ် j လို့မထွက်နော်ရလို့ထွက်ပါတယ်နော်နောက်ဆုံးတစ်လုံးကတော့ r ဆိုတဲ့အတိုင်း ra တန်ဖြစ်ပါတယ် ra တန်ပေါ့နော်သူ့ကိုဥပမာပေးထားတာကတော့ root ရဲ့ right ရဲ့ဖြစ်ပါတယ်အစအနေပြန်ပြောရရင်ဟာမနာဝါရရာဖြစ်ပါတယ်ပြန်ပြောပြပါမယ်ဟာမနာဝါရရာလို့ဖြစ်ပါတယ်ဗီဒီယိုအဆုံးအထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လေးလုပ်ပေးထားပါဦးများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ